ปีนี้ปีใหม่จะไปไหนอะ ไม่รู้อะ เธอมานี่ ครับ เธออะมาทำงานสายตลอดนะ อะไรนะ มาทำงานสายไง อะไรวะนะ အလုံးလာလာနောက်ကြတယ်တဲ့ဘာလုပ်နေရလဲ ဘာလို့ရမလဲအိမ်မှာထမင်းချက်နေရပေါ့ဘာဖြစ်လို့တော့ ไม่เคารพเวลาเนาะ อะไรวะนะ ไม่เคารพเวลา ဘာပြောပြန်ပြီလဲသူ ချိန်မလေးစားဘူးတဲ့ ไปทำงาน แล้วอย่ามัวแต่นอนที่ทำงานนะ อะไรนะ อย่ามัวแต่นอนที่ทำงาน ဘာပြောပြန်ပြီလဲ လောက်တယ်မှာအိပ်ပဲအိမ်ငိုက်မနေနဲ့တဲ့ အသိရငါသိတယ်စကယ်ပြန်မတော့လေရောရှိတာ ဟုတ် အလုပ်သွားတယ်ဆိုရင်ไปทำงานအလုပ်သွားတယ်ဆိုရင်ไปทำงานนะคะအလုပ်လာတာနောက်ကြတယ်มาทำงานสายအလုပ်လာတာနောက်ကြတယ်ဆိုရင်มาทำงานสายนะคะအချိန်ကိုမလေးစားဘူးဆိုရင်ไม่เคารพเวลาအချိန်ကိုမလေးစားဘူးဆိုရင်ไม่เคารพเวลานะคะအလုပ်ကိုတေချာမလုပ်ဘူးပေါ့နော်အဲဆိုရင်ทำงานไม่ตั้งใจအလုပ်လုပ်တဲ့ခါမှာတေချာမလုပ်ပေါ့နော်အဲဆိုရင်ทำงานไม่ตั้งใจนะคะပြီးတော့မှကျမတို့လုံမှာအိပ်ပဲအိပ်မနေနဲ့ဆိုရင်อย่ามัวแต่นอนที่ทำงานလုံမှာအိပ်ပဲအိပ်မနေနဲ့ပေါ့နော်အဲဆိုရင်อย่ามัวแต่นอนที่ทำงานนะคะဆမတို့ရှင်မှာထိုင်းစကားပြောတည်တတ်တဲ့နားလေးရှိပါတယ်ဆမနဲ့တူထိုင်းစကားပြောတဲ့နားတက်ချင်တယ်ဆိုရင်တော့ comment မှာ1 2 3လို့မှတ်ခဲ့ပြပါနော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲတတ်တာ